အားလုံးတငယ်ချင်းမိတ်ဆွေတငယ်ချင်းများအားလုံးเนาะအားလုံးမင်္ဂလာပါเนาะဒီတွေ့နေရကျွန်တော်ပေးရတာကြာပြီเนาะပေးတိုင်းလဲမှန်တယ်เนาะပေးတိုင်းလဲမြဲမှန်ခဲ့တယ်เนาะဒီပင်လဲမှန်အောင်ပါပဲเนาะဒီမှာပေးတော့ကျွန်တော်ဒီကနေစရတော့ယူခဲ့တာပေါ့เนาะဒီကနေစဖမ်းလာတော့ဒီမှာကျွန်တော်က616ရိုက်တာเนาะ6လုံးပိုင်းနဲ့เนาะအသွဲက16သွဲ94သွဲ96သွဲ14သွဲဒါမှမဟုတ်ဒီ6နဲ့လက်သွဲမှာဒီမှာတော့ကြတော့9လုံးကြားနဲ့ဒီမှာတော့9ဒီဘက်ကကြီးပေါ့နော်ဒီဘက်9တစ်လုံးနဲ့ပဲပွဲတိန်ဒီမှာကျွန်တော်9နှစ်အပိုင်းနဲ့ပေးတယ်နော်ဒီမှာတော့ကျွန်တော်ပေးတယ်နော်ဒီကနန်းဆိုရင်ရှေ့ဘက်ပေးနောက်ဘက်ထွက်သွားတယ်တဲ့ပဲနော်ဒီမှာလဲကျွန်တော်ပေးတာပဲနော်ဒီမှာဆိုရင်လဲကျွန်တော်ပေးတာပဲမှန်တယ်ဒီမှာဆိုရင်လဲ9နဲ့အတွဲလိုက်ဒီမှာဆို6တွဲလိုက်နော်ဒီတပင်ပဲလုံးလွဲသွားတယ်နော်ဒါကတော့ကြားဖြတ်ဒါပေမဲ့ဒီ site ပင်ကြား site နဲ့ဆိုရင်ကျွန်တော်ကတော့6မှန်ခဲ့တယ်လုံးဝမပြတ်ခဲ့ဘူးနော်အဲ့တော့ဒီပင်မှာခွန်အကြနဲ့ခွန်3ညခွန်5ခွန်1ခွန်6နော်ဒီဖက်မှာက3ညအကြနဲ့နော်3ညအကြနဲ့ထိတ်ဖြစ်မယ်ဘယ်မှာထိုင်မလဲမသိဘူးနော်ဒါခွန်3ညအသွဲလို့ယူလို့ရတယ်မှာလဲခွန်3ညအသွဲနော်screen shot ရိုက်တော့မယုံလောက်ကြည့်နော်ကိုကျွန်တော်မလောက်ပြတော့ကျွန်တော်စေနာနဲ့ပေးတယ်ဆိုတော့အကုန်ထိတော့ကျွန်တော်ပြလို့မဖြစ်သေးဘူးနော်အဲ့ဒါကြောင့်လို့ဒါကိုရွေးယူကြအောင်နော်ဒီမှာကျွန်တော်အသွဲရေးပေးလိုက်မယ်နော်ဒီနောက်မှာကိုလည်းကြည့်လို့ယူပေးလိုက်ဒီမှာခွန်တဲ့အသွဲခွန်တောင်ညအသွဲခွန်6အသွဲခွန်5သွဲနော်ဒါကိုကြည့်ယူလဲနော်ကိုသွဲလို့လည်းရတော့ဒီခွန်ကလည်းသွဲဒီခွန်နဲ့ဒီလေးလုံးနဲ့လည်းသွဲလိုက်နော်ဟုတ်ပြီလားနောက်ပြီးတော့ကျွန်တော်တကွက်ပြပေးမယ်နော်ကျွန်တော်ရေးထားရတာနော်ကြည့်တော့နော်တကွက်ပြပေးမယ်တကွက်ဒါကြိုက်မှယူဒါကတော့ကျွန်တော်မိန်ကနာနဲ့မဟုတ်ဒါပေမဲ့ကောင်းပါတယ်နော်ကြိုက်ယူတော့ပေါ့နော်တက်နီးဖြစ်တယ်မရှင်းပါမယ်ကြိုက်မှယူနော်တချို့ဘူးမသိပါမင်းနဲ့ဗလိန်းနဲ့များလွန်းနေကြစေနာလဲကျွန်တော်ပေးတယ်ဒီနှလုံးပေါင်းတုံညဒီနှလုံးပေါင်းခွန်အဲ့ဒီတုံညအဲ့ဒီခွန်ကဒီမှာနှလုံးရိုက်တယ်နော်ဒီမှာဒီနှလုံးနဲ့ဒီမှာဒီနှလုံး6နော်အဲ့ဒီနှစ်က6ပေါ့ဒီမှာနှလုံးရိုက်တယ်နော်ဒီမှာနှလုံး5ဒီမှာနှလုံး1အဲ့ဒီ9ရော1ကောဒီမှာနှလုံးရိုက်မယ်နော်နှလုံးရိုက်မယ်နော်အဲ့ဒီ1ကနည်းနည်းရှည်သွားတယ်အဆုံးထိကြည့်သွားပြီနော်ရချင်အဆုံးထိကြည့်ပါအဲ့တော့ဒီမှာဒီ3လုံး4ပေါ့နော်ဒီ3လုံး4ဒီ3လုံး4နဲ့လည်းထိုင်နေနော်ဒီ3လုံးနဲ့ဒီ3လုံးနဲ့ကိုဒီ3လုံးနဲ့6လည်းထိုင်နေနော်ဒီ3လုံး3ညနော်ဒီ3လုံး3ည965 3လုံး3ညဒီ3လုံး3ည5လည်းထိုင်နော်ဟုတ်ပြီလားနောက်ပြီးတော့ခွန်နောက်ပိတ်တော့မယ်ဒီ3လုံး5နှလုံး5နော်ဒီ3လုံး6နှလုံး6ဒီ3လုံး3နှလုံး3ခွန်ပိတ်နော်ခွန်ပိတ်ဥမာတစ်ခါဒီ3လုံး6နှလုံး6ဒီ3လုံး5နှလုံး5ဒီ3လုံး3နှလုံး3နှစ်ဆင်းရိုက်တော့နော်ခွန်ပိတ်နဲ့အဲ့ဒါပြီးတာနဲ့ဒီခွန်ပိတ်ဖြစ်တာနဲ့ခုနကျွန်တော်တို့တစ်ထိတ်ရတော့ဗောနော်တစ်ထိတ်ဒီမှာကီးရရှိတယ်နော်ကီးရဒီနှလုံး3ညရိုက်တယ်ဒီနှလုံး6ကို6ရိုက်တယ်ဒီနှလုံး1ကို1ရိုက်မယ်ဒါ1ကီးနော်အဲ့လို1ဖြစ်တာနဲ့ဘယ်ရောက်သွားလဲမသိ sorry
ဒီ3လုံးခွန်ဒီ3လုံးခွန်ဒီ3လုံးနဲ့ဒီ3လုံးနဲ့ဒီတေးရိုက်တာနဲ့ဒီ3လုံးနဲ့ကိုဒီ3လုံးနဲ့လို့ရိုက်3ခွန်နောက်ပိတ်တစ်ထိတ်ခွန်နောက်ပိတ်နဲ့နော်ဟုတ်ပြီလားအဲ့ဒီတစ်ထိတ်ကဘယ်လောက်ထိခိုင်လဲဆိုရင်ဒါအတွက်နီးရခိုင်တာပြောတာနော်တခြားနီးနဲ့တော့ပြောတော့နီးရအများကြီးရှိတာဒီ3လုံးခွန်ကိုဒီနှလုံးခွန်နဲ့ရိုက်တာဒီ3လုံးရှစ်ကိုဒီနှလုံးရှစ်နဲ့ပြန်ရိုက်တာဒီ3လုံးဘာဖြစ်မလဲဒီနှလုံးဘာဖြစ်မလဲတုံညထဲကြည့်လိုက်3လုံးတစ်ဆိုရင်ဒီနှလုံးတစ်ဆိုတစ်ထိပ်ပဲတကယ်တော့အလဲထိုင်ကိုတစ်ထဲမယ်ဆို3လုံးနှစ်ကိုဒီနှလုံးနှစ်ပဲနော်အလဲထိုင်ပါပဲထိုက်တစ်ထိပ်ပဲနော်ဒါဒီနီးနဲ့တစ်ထိပ်မရွေ့တဲ့အကြောင်းပြောတာနော်အဲ့တော့စောစောကအစဆုံးပြန်လာကြည့်လိုက်ကျွန်တော်ပြောတာမရှင်းဘူးဆိုရင်ကျွန်တော်ဥစ္စာတွေနော်ဒီဥစ္စာတွေနောက်ခုနအကီးတွေနော်ကဲအားလုံးအဲ့တော့ဘာတကွက်ထဲရလဲဆိုတော့ဒီမှာတော့ရှုံနေလို့ကျွန်တော်ပြန်ခွဲပြတာတော့နော်ဒါတက်5ခွန်ဒါကြိုက်မှယူဒါတော့ကျွန်တော်အရန်ထဲမှာပဲရှိဒီထက်ကောင်းတဲ့ site တွေရှိတယ်အဲ့ဒါကျွန်တော်29နှစ်လိုက်ရလွင့်လို့မရတော့ကျွန်တော်ပိတ်လိုက်ပြီနော်လောကခွင့်မပြုတော့ဘူးတဲ့အဲ့တော့ဘယ်လိုလုပ်ပြရမလဲဆိုတော့ကြည့်ကြရပါဘောနော်အဲ့ဒီပွင့်လို့ရှိရင်လည်းကျွန်တော်လိုက်မှာပြောပြမှုပွင့်ခဲ့လို့ကျွန်တော်ပို့လို့ပြီးတင်ပေးမယ်နော်ဟုတ်ပြီလားအသွဲကဒီနီးနဲ့နော်ဒီနီးနဲ့အသွဲကျွန်တော်ပေးတော့မယ်နော်ပေးတော့မယ်အချိန်လည်းမလောက်အဲ့ကြောင့်ကျွန်တော်ခတ်တွက်လေးပြပေးနေခွန်တစ်ခွန်တောင်ညခွန်ငါခွန်ချနော်ဒီလေးသွဲရှိမယ်ဒါကြိုင်ယူပေါ့နော်တော့ဒါတကွက်တဲ့ဆိုင်ကကျွန်တော်ခုနပြပြီးပြန်ကြည့်ပါအစဆုံးပြန်ကြည့်ပါရစ်ကြည့်ပါနော်ကဲခွန်မိနစ်တောင်ရှိပါပြီဆိုတော့ကျွန်တော်တစ်ချက်ပြပြီး screenshot ရိုက်ထားပါနော် screenshot ရိုက်တာကဲအားလုံးကောင်းကြပါစေနော်